အားလုံးပဲမင်္ဂလာပါလို့ဆက်ပြီးရုံလောက်ခေါင်းလေးဆက်ရှိကနေကျေးဇူးပါရှင်မနေ့ကအလုပ်လာရဘူးမနေ့ကအလုပ်လာရတယ်ဆိုပေမဲ့ရုံမှာမရှိလို့ဖုန်းခေါ်တဲ့သူတွေအများကြီးတယ်ဒါပေမဲ့ဖုန်းပြဆက်ပေးတယ်နော်ရောက်တိုင်းကန်တဲ့သူလည်းရှိတယ်မကန်တဲ့သူလည်းရှိတယ်ဒီနေ့ညီမလေးအလုပ်ပြောပြပေးနေရှင်ဒီချက်သူကြတဲ့မှာမိန်းကလေးအိမ်လို့ရှိပါမယ်အိမ်နဲ့ထပ်တစ်ထည့်တစ်ယောက်ပဲရှိပါမယ်နောက်ပြီးတော့လူကိုတစ်ယောက်ရှိမယ်တတိစုစုပေါင်း2ယောက်ပေါ့နော်လူကိုတစ်ယောက်ရှိမယ်လာစတလာ1000ထောင်ပဲတပတ်တရနာမနာဦးထင်900ပါရှင်နောက်ထပ်အလုပ်တစ်ခုကအိမ်လုပ်ပါအလုပ်နေရာကတော့ရန်စစ်မှာရှိပါတယ်အိမ်နဲ့ထပ်တစ်ထည့်2ယောက်ကလေးလေးကတော့2ယောက်ရှိမယ်လာစတလာ1000ပဲတပတ်တရနာရတယ်မနာရင်ဦးထင်900ပေးတယ်ရှင်နောက်ဆုံးလို့တကူကကြတော့ဒီအိမ်ဖော်လူကြည့်တဲ့လို့အလုံးနေရာကတော့လာမြင်ထားမှာရှိပါတယ်အဖွားအိုဘောနော်အဖွားဝတ်တဲ့80နှစ်ပါလာစာတလာ1000ပဲတပတ်တရက်နာမနာဦးဒီ900ပေးပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့ညီမအလုံး3ခုပြောပြလိုက်ပါတယ်ကျတူကြကအိမ်လုံးနဲ့အဖာရှေကအိမ်လုံးနောက်ပြီးတော့အိမ်ကူလူကြည့်လို့လာမြင်ထားမှာစုစုပေါင်း300ပြောလိုက်ပါတယ်ရှင်ဒီအလုံးတွေပေါ့နော်သွားရှင်တဲ့သူအလုပ်သွားချင်တဲ့သူတွေလုံးမရသေးတဲ့သူတွေရှိတယ်ဆိုရင်ဒီမှာလေးစီမှာဆက်သွယ်လာလို့ရတယ်။ကြည့်ရလုံးမစမတ်ရတဲ့ရင်ရောလာဖာလေးဆက်ရှိမှာအလုပ်လာစမတ်လို့ရတယ်ရှင်။ရုံဖွင့်ချင်မနဲ့8နိုင်ဘက်ကနေညနေ6နိုင်ရီထိနေ့တိုင်းဖွင့်ပေးပါတယ်။စမတ်ကြီးလည်းမရှိဘူးအလုပ်ရမှဝန်ဆောင်ခ1000ပေးရမှာဖြစ်ပါတယ်ရှင်။ဒီနေ့တော့ဒီလောက်ပါပဲရှင်။ကျေးဇူးပါရှင်။